လောကမှာမြတ်ဆုံးသာဆုံးယရဏစစ်မှန်ဆုံးဖြစ်တဲ့ဗျာတရားတန်ခါယရဏမြတ်သုံးပါးကိုရှင်ကိုပို့ဆောင်ပြီးသည့်နောက်ဝိနည်းများစွာတတ္တဝါတွေကျမ်းမာကြစေဖို့ဝိနည်းများစွာတတ္တဝါတွေချမ်းသာကြစေဖို့မေတ္တာဘုဇ္ဇပိုင်းလေးတွေရွတ်ဆိုပူဇော်ရင်းနဲ့မေတ္တာတံပို့လို့ကြရအောင်အလုံးမဲ့လိုက်ဆို32ပုံအလုံးစုံအကုန်ချမ်းသာကြပါစေနှခေါက်ဆိုမယ်32ပုံအလုံးစုံအကုန်ချမ်းသာကြပါစေ32ပုံအလုံးစုံအကုန်ချမ်းသာကြပါစေနှခေါက်ဆိုမိမိကောင်းမှုအကြောင်းပြုတောင်းသည်စုနေပြပါစေမိမိကောင်းမှုအကြောင်းပြုတောင်းသည်စုနေပြပါစေမိမိကောင်းမှုအကြောင်းပြုတောင်းသည်စုနေပြပါစေဒုမေတ္တာစွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေမေတ္တာနိတာကရောလောကိတမဘာတုဒုက္ခံကရောမေတ္တာတိတလရတိဟိဒုက္ခံတုဘုဒ္ဓိတာပဇာလောကေတတဝလေးလေးခေါ်မိပေါ်လက်လောကတကဘာအတွင်းမှာမေတ္တာနိတာကရောမေတ္တာအေးလို့ဝိပြုပါဝင်ငွေလာမင်းကြီးသည်သမ္မာတတဝတ္တွေအေးမြစေဖို့အတရေရွှမ်းကကောင်းမွန်စွာဒုက္ခကရောသူလဲဝန္တာငါလဲရွှင်ပြုတ်နှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတို့ရန်လဲကင်းဝေးပေလဲမကအေးရဖို့ရွှမ်းမြအတရေထွန်းပပါစေတည်းမေတ္တာတိတလာရတိမေတ္တာပွင့်လက်အေးတဆောင်သည်အယောင်ဝါတို့သည်မေတ္တာတိတလာရတိမေတ္တာပွင့်လက်အေးတဆောင်သည်အယောင်ဝါတို့ဖြင့်ဘောဓိတတောင်းအလွန်အထိတွေအကုန်သောဗဇ္ဇကပကင်ပွေအပြည့်